ဆိုတော့ကျမတို့တော်တော်များများကများသောအားဖြင့်ကိုလုံးချင်တဲ့အရာတွေထက်ပေါ့နော်ကိုဖြစ်ချင်တဲ့အရာကိုပဲဦးစားပေးပြီးတော့လုပ်ရတဲ့ life တွေပို့ပြီးတော့များတယ်ဆိုပါစို့ခလေးတယောက်ရဲ့ဝါသနာဒီတချင်းဆိုရတာဝါသနာပါတယ်ဆိုပေမဲ့အဲ့ဒီကလေးဒီ engineer လည်းဖြစ်ရင်ဖြစ်သွားတယ်ဆရာဝန်လည်းဖြစ်ရင်ဖြစ်သွားတယ်ဒါမှမဟုတ်လို့ရှိရင်တခြား career လမ်းကြောင်းတွေပေါ့နော်အဲ့ဒီဘိုင်းတွေကိုရောက်သွားတယ်အဲ့တော့ဘာဖြစ်လဲဆိုတော့လူတွေကသူ့နေရာနဲ့သူမရှင်တန်ရဘူးပေါ့ဒါပေမဲ့ astrology မှာကျတော့ကျမတို့အဓိကရှင်တန်ရမယ့်နေရာတွေကိုပြတဲ့ points တွေရှိတယ်ပြီးရင်ကျမတို့ကအဲ့ဒီအလုပ်တွေကိုလုံးကင်တဲ့အခါမှာကျမတို့ရဲ့စိတ်ကိုဘယ်လိုမျိုး handle လုပ်ပြီးတော့လုံးကင်ရမလဲဆိုတော့ point တွေလည်းအဲ့ဒီ astrology မှာပါတယ်ပေါ့နော်အဲ့တော့ astrology ကိုချင်းကပ်တဲ့ astrologer တိုင်းကတော့ချင်းကပ်တဲ့ပုံစံချင်းတော့မတူကြဘူးအဲ့တော့ဘာဖြစ်လဲဆိုလို့ရှိရင်လူတယောက်တည်သူ့နေရာနဲ့သူမရှင်တန်ရတဲ့အခါမှာအဲ့ဒီရဲ့အတီးပွင့်ကိုကောင်းကောင်းမခံစားရဘူးဆိုပါစို့ဒီအပူပိုင်းဒေသမှာတောင်ပေါ်ဒေသအသစ်ပင်တွေလာဆိုင်လို့ရှိရင်ကြာမရှင်တန်နိုင်ဘူးအကယ်၍ရှင်တန်ခဲ့မယ်ဆိုရင်လည်းအတီးကောင်းကောင်းမတီးတာမျိုးဖြစ်ပေါ်တယ်ဒီသဘောပဲပေါ့နော်ကျမတို့ဘဝမှာတကယ်ရှင်တန်ရမယ့်နေရာဆိုတာရှိပါတယ်ကျမတို့ကဘာကြီးကိုလှုပ်ပေးရမယ့်တာဝန်တွေဆိုတာလည်းရှိပါတယ်လူသားတိုင်းဒီ life ကိုရောက်လာတယ်ဆိုတာအကြောင်းမဲတော့မဟုတ်ဘူးလှုပ်เสียအကြောင်းတရားတွေရှိလို့ရောက်လာတာဒါပေမဲ့ကျမတို့ရဲ့ soul mission တွေကိုမမှတ်မိကြဘူးပေါ့ထားပါတော့ဒါ spiritual နဲ့ဆန်သွားပြီအဲ့တော့ဆက်ရောက်လို့ရှိရင်ကိုလှုပ်ချင်တဲ့အရာနဲ့ကိုမှရှိနေတဲ့ပါရမီနဲ့ကိုလှုပ်နေတဲ့အရာနဲ့ကထပ်တူညီမှုမရှိတဲ့အခါဘာဖြစ်လဲဆိုတော့လုပ်ငန်းခွင် stress ဆိုတာဖြစ်ပေါ်လာတယ်ပေါ့လူတယောက်ကလေအလုပ်တစ်ခုလုပ်တဲ့အခါမှာသူမချစ်တဲ့အလုပ်သားဖြစ်ခဲ့မယ်ဆိုရင်အဲ့ဒီအလုပ်ရဲ့ stress ကိုခံစားရမရှိဘူးထားပါတော့ဘာနဲ့တူလဲဆိုတော့ကိုမချစ်တဲ့သူတယောက်နဲ့လက်ထပ်လိုက်ရသလိုပဲပေါ့နော်ဒီတိုင်းသာမဖြစ်လို့သာလက်ထပ်လိုက်ရအဲ့ဒါမဲ့ချစ်ချင်းမြတ်တာပဲရှိတဲ့အခါမှာအဆင်မပြေဘူးဆိုလဲတီးခံနေဖို့တိတ်ပြီးတော့ခံစားရမရှိဘူးအခက်ခဲတွေကြုံပြီးဆိုရင်လည်းအဲ့ဒီຢာပေါ်မှာခံစားရမရှိဘူးအဲ့ဒီပြဿနာတက်တယ်အဲ့တော့ဘဝမှာပတ်စံအများကြီးရဖို့လို့အတွက်အဲ့ဒီလောက်ကိုလုပ်ရတာဖြစ်ကောင်းဖြစ်မယ်ရွေးချယ်စရာမရှိလို့အဲ့ဒီအလုပ်ကိုလုပ်ကောင်းလုပ်ရတာဖြစ်ကောင်းဖြစ်မယ်ဒါပေမဲ့အချိန်ကြာလာတဲ့အခါမှာတော့ကျမတို့တဖြည်းဖြည်းနဲ့အသက်ကြီးသွားတာပဲအဲ့ဒီအသက်ကြီးသွားပြီးတော့ဘာမှမလုပ်နိုင်တော့တဲ့အရွယ်ပဲဖြစ်ဖြစ်နည်းနည်းလေးအိုသွားတဲ့အရွယ်ပဲဖြစ်ဖြစ်ပေါ့နော်အဲ့ဒီအချိန်ကိုရောက်လာတဲ့အခါမှာကျမတို့ဘဝမှာ survive လုပ်ခဲ့ရတဲ့အဲ့ဒီလုပ်ငန်းဝင် stress တွေပြီးခဲ့တဲ့အရာတွေကအဟောတိကံဖြစ်မသွားဘူးကျမတို့ခန္ဓာကိုယ်ရဲ့ကျန်းမာရေးကိုလာပြီးထိခိုက်တယ်အဲ့ဒီရဲ့ပင်ပန်းမှုတွေကခန္ဓာကိုယ်မှာယောဂတွေဖြစ်ပွားစေရပေါ့နော်အဲ့တော့ဘာကြိုးရှိလဲဆိုတော့ဘာမှလည်းကြိုးမရှိဘူးဒီတိုင်းပဲလူဘဝကိုရောက်လာတယ်လှုပ်ရှားရှိရရင်လှုပ်ပြီးတော့ပြန်သွားတယ်ဒီလိုပဲပေါ့နော်အဲ့တော့ astrology မှာကသူ့ကို professional ကြအသုံးချတတ်လို့ရှိရင်လူတယောက်ရဲ့ well being လို့ခေါ်တယ်ရုပ်ပိုင်းဆိုင်ရာရောစိတ်ပိုင်းဆိုင်ရာရောနာမ်ပိုင်းဆိုင်ရာရောအားလုံးကိုawareness ဖြစ်အောင်သွားလို့ရတယ်ပေါ့နော်ပြီးရင်ဒီ astrology နဲ့အတူတူပေါင်းဆက်ပြီးတော့သုံးလို့ရတာတော့ human design တို့destiny metric တို့ဒါရင်းနဲ့သွားပြီးတော့ချိတ်ဆက်ပြီးတော့ကျမတို့ဘဝမှာဘယ်လုပ်ငန်းတွေကိုလုပ်ရင်ကိုက်ညီမလဲဘယ်လုပ်ငန်းတွေကိုလုပ်ရင်အဆင်ပြေမလဲအဲ့ဒါတွေကိုကြည့်လို့ရတယ်အဲ့တော့ပြောချင်တာကတော့ astrology ကိုတည်တည်ချာချာသာကိုယ့်ရဲ့ life မှာprotection လုပ်ဖို့တည်တံ့ထပ်ပေါ့နော်အသုံးချတတ်ခဲ့မယ်ဆိုလို့ရှိရင်ကျမတို့ရဲ့ရုပ်ပိုင်းဆိုင်ရာရောနာမ်ပိုင်းဆိုင်ရာရောစိတ်ပိုင်းဆိုင်ရာရောအကုန်လုံးကိုကျန်းမာစေတယ်ပို့ပြီးတော့ခံစားရည်လည်းရှိတယ်ဒါတွေကကျမတို့ရဲ့အကျိုးရလဒ်တွေပဲပေါ့နော်ဆိုတော့နောက်ဗီဒီယိုဖိုင်တစ်ခုမှာတော့ astrology ရဲ့ပဲ point တွေရတယ်ပြီးတော့ဘယ်လိုမျိုးကြည့်လို့ရလဲဆိုတဲ့ဟာကိုပြောပြပေးမယ်ပေါ့နော်ဆိုတော့အားလုံးကိုကျေးဇူးတင်ပါတယ်